အပြစ်ကိုရှုပြီးဆိုရင်ဒေါသဖြစ်မှာပဲအပြစ်ကိုဘယ်တော့မှမရှုနဲ့ကောင်းတဲ့အကွက်ကလေးကိုသာရှုကောင်းကွက်ကိုရှာမေတ္တာကိုပွားလူဆိုတာအဆိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းမှာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကိုကြည့်ပြီးတော့အဆိုးကိုမေ့ထားလိုက်မေတ္တာပါဥပမာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ်ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်အစာပြေအောင်ရေကိုတောက်လိုက်တယ်ရေတောက်လိုက်ရမှရှင်တဲ့နှလုံးထဲမှာအေးသွားတယ်အဲ့ဒါလို့ပဲလောကလူတွေဟာတယောက်ယောက်အပေါ်မှာအပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုပဲရှာပြီးတော့အသုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမကိုရှေးဆရာကြီးတွေကဂါထာတိကုံးပြီးတော့ထားတာဒေါသခုနဒေါတိဟိကိဏတခုနံဝပတ္တိတရေသေဝလာတိပဝါဟိတဝပိဝေပိပတကောယထာဆိုပြီးခုနဒေါတိဟိကိဏတခုနံဝပတ္တိဆိုလိုတာကလူတယောက်မှာကောင်းခွက်လည်းရှိတယ်မကောင်းတဲ့အကွက်တွေလည်းရှိတယ်မကောင်းတဲ့အကွက်တွေမေ့ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့ကောင်းတာလေးကိုသာကြည့်ပြီးတော့သူ့ပေါ်မှာမေတ္တာသက်အောင်ကြိုးစားပါလို့ဆိုအဆိုးကိုဘယ်တော့မှမကြည့်နဲ့လို့ပြောအေးရေးစားလို့ရှိရင်မော်တွေရှိနေတာကိုမကြည့်နဲ့အသာလေးဖယ်လိုက်ရေလေးကိုသာတောက်လိုက်မော်တွေကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲမကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ခြင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့